ိုရှိရှိတုံးကတောတတော်မှာနာဂစ်ဆိုတဲ့ငွေတကောင်နေထိုင်တဲ့နာဂစ်ဟာအလွန်ကြီးမားပြီးစွမ်းအားရှိတာကြောင့်သူ့ကိုယ်သူဂုဏ်ယူနေတာပေါ့ကွယ်နာဂစ်ဟာရွာထဲကိုဝင်ပြီးရွာသူရွာသားတွေကိုခြောက်လန့်လေးရှိတဲ့ရွာသူရွာသားတွေကလည်းနာဂစ်ကိုမြင်တာနဲ့ကြောက်လန့်နေကြရတာပေါ့နာဂစ်ကြောင့်ရွာသူရွာသားတွေတော်တော်ဒုက္ခရောက်ရရှာတယ်ကွယ်လူတွေငါ့ကိုကြောက်နေကြတာငါအစွမ်းကြောင့်ပဲနာဂစ်ဟာဒီလိုကြွေးကြော်ပြီးပျော်နေတာပေါ့ကွယ်တနေ့မှာတော့နာဂစ်ကြောင့်ဒုက္ခရောက်နေကြတဲ့ရွာသူရွာသားတွေဟာပညာရှိရသေးစီသွားကြတဲ့ရွာသူရွာသားတွေဟာသူတို့ကြုံနေရတဲ့ငွေအန္တရာယ်ကိုပြောပြကြတော့တာပေါ့ရတဲ့ကြီးကလည်းငွေအန္တရာယ်ကလွတ်မြောက်အောင်လုပ်ပေးမယ်လို့ကတိပေးလိုက်တယ်နောက်နေ့မှာတော့ရတဲ့ကြီးဟာချင်းတောင်းတစ်လုံးကိုကင်ပြီးရွာထဲကိုကြောက်လာတဲ့အဲ့ဒီအချိန်မှာပဲနာဂစ်လည်းရွာထဲကိုရောက်နေတာပေါ့ရွာသူရွာသားတွေကတော့နာဂစ်ကိုမြင်တာနဲ့ထွက်ပြေးကြတော့တာပေါ့ကွယ်ရတဲ့ကြီးကတော့နာဂစ်ကိုမကြောက်လန့်ပဲရက်နေလိုက်တဲ့နာဂစ်ဟာရတဲ့ကြီးစီကိုကတ်သွားပြီးငါ့ကိုမကြောက်တာဘလို့သဘောလဲလို့မေးလိုက်တာပေါ့ရတဲ့ကြီးကသူ့အနာကပ်လာတဲ့နာဂစ်ကိုယူလာတဲ့ချင်းတောင်းနဲ့အုပ်လိုက်တဲ့ပြီးတော့ချင်းတောင်းပေါ်မှာထိုင်နေလိုက်တဲ့နာဂစ်ခတ်များချင်းတောင်းထဲကနေကျေးဇူးပြုပြီးလှုပ်ပေးပါဘသူကိုမှဒုက္ခမပေးတော့ပါဘူးခွင့်လွတ်ပါလို့ငေတန်ပါအောင်အော်ပါတော့တယ်ရတဲ့ကြီးဟာနာဂစ်စကားကြောင့်တနာသွားပြီးချင်းတောင်းကိုဖွင့်ပေးလိုက်ပြီးဒီတစ်ချိန်တော့မင်းကိုခွင့်လွတ်လိုက်မယ်ဒါပေမဲ့ဘသူကိုမှအန္တရာယ်မပြုတ်ဘူးခြောက်လန့်တာမျိုးမလုပ်ပါဘူးလို့ဂတိပေးရမယ်နာဂစ်ကချက်ချင်းပဲဟုတ်ကဲ့ဂတိပေးပါတယ်ဘသူကိုမှအန္တရာယ်မပြုတ်တော့ပါဘူးခမညာအဲ့ဒီအချိန်ကစပြနာဂစ်ဟာရွာထဲကိုဘယ်တော့မှမဝင်တော့ပါဘူးကွယ်တနေ့မှာတော့ရတဲ့ကြီးဟာတောကိုဖြတ်သွားရင်ဒံယာဗရပွားနဲ့နာဂစ်ကိုတွေးလိုက်တဲ့နာဂစ်ဟာတလူမျောပါဖြစ်နေတာပေါ့ရတဲ့ကြီးကဘာဖြစ်တာလဲမင်းကိုဘသူလှုပ်လိုက်တာလဲလို့မေးလိုက်တယ်ဒီဒံယာတွေကခမားကြောင့်ရတာနာဂစ်ကခက်ပြက်ပြက်ဖြေလိုက်တာပေါ့ရတဲ့ကြီးလဲဘာငါကြောင့်ဟုတ်တယ်လေခမားကလူတွေကိုဘယ်တော့မှအန္တရာယ်မပြုဖို့မချောက်လန့်ဖို့ဂတိတောင်းထားတယ်လေဟင်ကျုပ်ကိုဒီလိုဖြစ်အောင်လုပ်လိုက်တာတောလိုက်လာတဲ့မူဆိုးတွေပဲနာဂစ်စကားကြောင့်ရတဲ့ကြီးကမင်းအဲ့ဒီမိုးဆိုးတွေရဲ့အနေရကနေလွတ်အောင်မင်းကိုမင်းကာကွယ်တဲ့အနေနဲ့သူတို့ကိုမချောက်လန့်ဘူးလားခမားကိုဂတိပေးထားလို့ပါမဟုတ်သေးပါဘူးငါပြောတဲ့အထဲမှာကိုမကာကွယ်ရဘူးလို့မပါဘူးနော်ရတဲ့ကြီးရဲ့စကားကိုနာဂစ်ပြန်မဖြေနိုင်ရှာတော့ပါဘူးနာဂစ်ဟာဒဏ်ရာတွေကြောင့်တာဆုံးသွားရှာပါပြီးပုံပြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့ရေဒီပုံပြင်လေးထဲမှာနာဂစ်ဆိုတဲ့ငွေတည်ခဲ့ရတာကရတဲ့ရဲ့စကားကိုအတိအကျလိုက်နာလို့ပေါ့ကွယ်ဂရိတီတာဟာကောင်းပါတယ်ဒါပေမဲ့ကိုတွေ့ကြုံနေရတဲ့အခြေအနေပေါ်မူတည်ပြီးတင့်မတင့်ကိုဘာသာတော့ဆုံးဖြတ်ချက်ချနိုင်ဖို့လဲလိုသေးတယ်နော်